မစ္စတာဟော်တန်ကငါကတည်သွားရင်တောင်အိမ်မထောင်ဘူးလို့အမြဲပြောခဲ့ပေမဲ့သူ့တငယ်ချင်းဘရက်ကတော့အသက်26နှစ်ကျော်ရင်မင်းရဲ့ချစ်စရာကောင်းမှုပျောက်သွားမယ်လို့နောက်ပြောင်တဲ့ဟော်တန်ကစိတ်မရှိပဲငါပြောထားတဲ့သူတို့သမီးဘဲမှာလဲလို့မေးလိုက်တယ်။မကြခင်ပန်းပွင့်ပုံစံဝတ်စုံဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ရောက်လာတယ်။ဒါပေမဲ့သူမကကျမဒီကိုမင်္ဂလာဆောင်ဖြတ်ဖို့မဟုတ်ဘူးလက်ထပ်ဖို့လာတာလို့ပြောလိုက်တယ်။ဟော်တန်ကလူတွေကိုထွက်သွားခိုင်းလိုက်ပြီးသူမလည်းပြန်ထွက်သွားတယ်။လမ်းမှာသူမရဲ့အန်တီလီလီကဖုန်းဆက်လာပြီးသူကသူတို့သမီးကြီး80သူညပေးမယ်ဒါပေမဲ့တိုက်ရိုက်လက်ထက်စာချုပ်သွားလို့ရမယ်အခုမြို့တော်ခမ်းမမှာစောင့်နေတယ်လို့ပြောတယ်မိန်းကလေးကအဆင်ပြေတယ်လို့ပြောပြီးအဲ့ဒီကိုသွားဖို့လုပ်လိုက်တယ်အဲ့ဒီအချိန်မှာဆေးရုံကဖုန်းဆက်လာတယ်မင်းရဲ့အဖွားအခြေအနေတော့တည်ငြိမ်နေသေးတယ်ဒါပေမဲ့ခွဲစိတ်မှုအမြန်လုပ်ဖို့လိုတယ်မဟုတ်ရင်အသက်မရှင်နိုင်တော့ဘူးကုန်ကြစရိတ်က80သူညလောက်ရှိမယ်လို့ပြောတယ်မိန်းကလေးကအဖွားကိုကျမကယ်မယ်လို့ဆုံးဖြတ်ပြီးအလင်းအမြန်ထွက်သွားတယ်ဒါပေမဲ့လမ်းမှာကားတစ်စီးနဲ့မတော်တဆတိုက်မိသွားတယ်ကားပိုင်ရှင်ကဆင်းလာပြီးအဆင်ပြေရဲ့လားလို့မေးတယ်မိန်းကလေးကဒေါသထွက်ပြီးကားဘလို့မောင်းတာလဲလူအသက်ကိုအရန်ပေါ့တန်ထင်နေတာလားလို့ပြောတယ်အဲ့ဒီလူကတောင်းပန်ပါတယ်မတော်တဆဖြစ်သွားတာပါရော်ကြီးဘလောက်လိုချင်လဲကျွန်တော်အကုန်ပေးမယ်လို့ပြောလိုက်တယ်ဒီမိန်းကလေးကဗန်ရှာပေးထားတဲ့ငါတို့သမီးပဲလို့တွေးလိုက်တော့တယ်